မြန်မာနိုင်ငံမိန်းကလေးတွေရောယောက်ျားလေးတွေရောဂျင်းမိနေတာတခုရှိတယ်တလားတကယ်ဂျင်းမိနေတာလက်တွေ့ကြုံခဲ့တာပြောပြမယ်နော်တယောက်မကလို့ချမပြရရမလားညံစင်နေရမလားအမတဲ့တချို့တွေကထင်တယ်ရီးသားဆိုလို့ချင်းကိုရီးသားကို office ချမပြရင်အဲ့ဒါ तू ကဖောက်ကြံခြင်းလို့နောက်တိတ်တစ်ခုတွဲခြင်းလို့ no နော်ချပြကောက်အတိတွေကအမတယောက်ဆိုလေသူ့မှာရီးသား၄၅ယောက်ရှိတယ်၅ယောက်လောက်ရှိတယ်အဲ့၅ယောက်လောက်ကို तू က TikTok Facebook အကောင့်5ကောင့်ဖွင့်လာတယ်တယောက်ကို password တစ်ခုစီပေးထားတယ်အဲ့တော့ရှင်တို့ဘာပြောမလဲပြောအဓိကဖောက်ပြန်ခြင်းနဲ့ညင်ပါလာတဲ့သူကဖောက်ကိုဖောက်ပြန်တာဘလောက်တဖောက်ပြန်တာနော်ပြီးတော့တစ်ခုထပ်ပြောပြလိုက်မယ်လောကလူတွေအားလုံးထဲမှာတစ်ခါပဲဖောက်ပြန်တဲ့သူဆိုတာမရှိဘူးအမြဲတမ်းဖောက်ပြန်နေတဲ့လူနဲ့လုံးဝမဖောက်ပြန်တဲ့လူနှစ်မျိုးပဲရှိတယ်နော်ကိုကဒီတစ်ခါတည်းပါဆိုတာသွားပြီသွားဂျိုးတက်ပေးလိုက်တော့ဂျိုးတက်လိုက်တော့နော်မကဒီတစ်ခါတည်းတဲကဒီတစ်ခါတည်းချစ်ကဒီတစ်ခါတည်းမောင်ကဒီတစ်ခါတည်းသွားအိုက်ဖွဲ့သွားဂျိုးတက်တဲ့အဖွဲဂျိုးနဲ့သွားနေနော်တပတ်ပေါက်လားနော်အဲ့လိုတည့်ရဲ့အမားတယောက်ဆိုအဲ့လိုမျိုးနော်ရှင်တို့ကိုကိုလေငါတို့တော့ Facebook password ပေးထားပြီငါတို့တော့ TikTok password ပေးလိုက်နိုးနော်သူ့မှာအကောင့်ဘယ်နှကောက်ရှိလဲသွားကြည့်အောင်သူဒီလောအောက်ထဲဝင်လိုက်ရှင်အကောင့်တန်းစီနေရပဲနာမည်လေးကဘောင်းစုံပဲမောင်ရဲ့မမကိုရဲ့ baby စုံနေရပဲနော်အဲ့ရှင်တို့ဂျင်းမိမယ်နော်အဲ့လိုသူများတွေဂျင်းထဲတိုင်းလိုက်မယုံနဲ့နော်တေချာလဲသွားမေးကြည့်အောင်အခု Facebook အကောင့်ပေးထားတယ်ဆိုလို့ရှင်သွားမေးကြည့်အောင်သူက9កောင်နော်သွားရှုပ်လို့မရဘူးအဲ तू ပေးရတဲ့လူတွေကိုတေချာ तू ကနာမည်နဲ့မှတ်ပြီးတော့तू ကfeature တွေပါတင်မေးသေးတာနော် Facebook မှာအဲ့လိုမျိုးဒါပေမဲ့ तू မှာရည်စားတော့9ရက်လောက်ရှိတယ်တယောက်ချင်းစီကတော့ထင်နေပါပဲငါတို့တစ္ဆာရှိလို့ तू Facebook အကောင့်ပေးထားတယ်ဘာညာပေါ့သိရမလားနော် no ဖောက်ပြန်နေတဲ့ तू ကဖောက်ကိုဖောက်ပြန်တာကောက်တငယ်ချင်းတွေထဲမှာဆိုလို့ရှိရင်လဲဖောက်ပြန်တဲ့ तू ကောက်မေးတယ်ဟဲ့နေဘာလို့အဲ့လိုမျိုးနှစ်ယောက်ပြိုင်တွဲရလဲအဲ့လိုဖောက်ပြန်တာလဲလို့မေးလိုက်တော့ဘာပြောရမှာလဲဟင်းနဲ့နေရလဲတဲ့ငါဘာမှမပြောဘဲနဲ့ဒုံးနီဖြတ်လိုက်လို့ရှင် तू ခံစားရမယ်လေတဲ့အဲ့တော့ငါဖောက်ပြန်ပြီးလိုက်တော့ तू ငါ့ကိုရင်နာလို့ရတယ်တဲ့ तू ငါ့ကိုစိတ်နာသွားလို့ရတယ်အဲ့တော့ तू အတွက်ပုံမကောင်းလားတဲ့ပြောစရာစကားတော့ပျောက်ရှောက်နော်ဖောက်ပြန်နေတဲ့ तू ကဖောက်ကိုဖောက်ပြန်မှာနော် Facebook အကောင့်ပေးရဆိုပြောမနေနဲ့နော်ဒီတယောက်ရှင်းအောင်ပြောနေတာ